ဘုံမင်းကောင်ရဲ့ရေရတက်တကယ်ရှိသလားလို့မေးတကယ်ရှိပါလေ။ဘာဘုံမင်းကောင်ကထူးခြားသောရေရတက်တွေနဲ့သူနဲ့ဆက်နွယ်ပတ်သက်တဲ့သူများရေရတက်တွေရှင်းပေးခဲ့ပါလေ။ဒီနေ့ကျွန်တော်သိမိသမျှကြားဘူးသမျှရေရတက်များကိုကျွန်တော်အနေနဲ့မျှဝေပေးလိုက်ပါတယ်။ဘာလဲလို့ပြောရင်ဂရိပဖနစီရွှေချီဆောင်ဆိုတဲ့ရေရတဲ့ဖြစ်ပါတယ်။ဒီရေရတဲ့ထူကြပြီးတော့အားလုံးယာရုဂုံတိန်စီစဉ်ဥစ္စာအထူးသဖြင့်တော့နေရာဌာနဒီမဲခိုင်ခန့်စီဖို့တိုးတက်ကောင်းမြတ်စီဖို့ဂရိပဖနစီရွှေချီဆောင်ဆိုတဲ့ရေရကိုကျွန်ုပ်အနေနဲ့တင်ပြပေးလိုက်ပါတယ်ဒီရေရတက်ကိုပြုလုပ်ကြည့်ပါအထူးအစွမ်းထက်တာတွေ့ရှိရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ငွေမပေးပဲမတောင်းမဲပေးတဲ့လက်ဆောင်ဆိုတော့ကျွန်တော်မိတ်ဆွေများအထင်သေးကောင်းသိနေပါလိမ့်မယ်လုပ်ကြည့်ပါကိုယ်တိုင်တွေ့ကိုယ်တိုင်သိကိုယ်တိုင်အကျိုးခံစားစေရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ